Telegram Crypto Gain တွေတခုဖြစ်တဲ့ Zoo Crypto Gain နဲ့ကနေပတ်စံထုတ်တဲ့အခါမှာ9coin အပြင် Visitor လည်းလိုအပ်ပါတယ်9coin 1000ထုတ်မယ်ဆိုရင် Visitor 1000လိုအပ်ပါတယ် Zoo Gain နဲ့မှာက9coin တွေရှာရတာလွယ်တယ်လို့ Visitor ရှာရတာအရန်ကိုခက်ပါတယ်ဒါတော့ Zoo Crypto Gain စောနေတဲ့သူတွေသိမယ်လို့ထင်ပါတယ်ဆိုတော့ Zoo Gain နဲ့မှာ Visitor များများလိုချင်နေဆိုရင်ဗီဒီယိုလေးကိုဆုံးထိကြည့်သွားပေးပါဒီဗီဒီယိုထဲမှာတော့ Zoo Gain ထဲမှာ Visitor များများရနိုင်တဲ့နီလန်း၄ခုကို sharing လုပ်ပေးသွားမှာဖြစ်ပါတယ် Zoo Crypto Gain ထဲကနေ investor များများရနိုင်တဲ့ပထမနီလန်းကတော့ Spring လဲတဲ့ gain စောတာပဲဖြစ်ပါတယ်ကျွန်တော်တို့ Zoo Crypto Gain ထဲကိုသွားလိုက်ရင် gain ထဲမှာ Spring Wheel ဆိုတဲ့ Spring လဲတဲ့ gain လေးရှိပါမယ်ဒီ gain ကိုစောပေးတယ်ဆိုရင်9coin လည်းရတယ်လို့ Telegram gift လည်းရပါတယ်ပြီးရင် Visitor လည်းရပါတယ် Spring လဲလို့ရလာတဲ့ Visitor ကတော့နည်းပါတယ်ဒါပေမဲ့နည်းနည်းချင်းစီစုသွားပြီးတော့များလာတဲ့အခါကျရင်လည်းထုတ်လို့ရပါတယ်နောက်ထပ် visitor များများရနိုင်တဲ့ဒုတိယနီလန်းကတော့တငယ်ချင်းခေါ်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီမှာ friend ဆိုတာလေးရှိပါမယ်ဒီနေရာမှာကိုကတငယ်ချင်းခေါ်တယ်ဆိုရင် visitor ရပါတယ်တငယ်ချင်းတယောက်ခေါ်နိုင်တယ်ဆိုရင်သူက3 visitor ပေးပါတယ်ဒီနေရာမှာ fake refer ရေးထည့်လို့လည်းရပါတယ် fake refer ထည့်မယ်ဆိုရင်တော့တပရိတ်တခါတည်းအများကြီးမလောက်ကြပါနဲ့နည်းနည်းချင်းစီခွဲပြီးတော့ထည့်ကြပါအရင်က Zoo Gain မှာ refer ခေါ်တယ်ဆိုရင်9coin ပဲရတာပါအခုတော့ visitor ပါပေးနေပါပြီVisitor များများထည့်ရနိုင်တဲ့ number 3နီလန်းကတော့ deposit တင်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီပုံမှာ deposit ဆိုတာလေးရှိပါမယ်အဲ့ဒါကိုနှိပ်လိုက်တယ်ဆိုရင်ကျွန်တော် deposit တင်ရတဲ့နေရာကိုရောက်သွားလိမ့်မယ်ဒီနေရာမှာ$1နဲ့စပြီး deposit တင်နေဆိုရင် visitor 300ရပါတယ်$2 deposit တင်နေဆိုရင် visitor 600ရပါတယ်ဒါကတော့ငွေရင်းရတာဖြစ်တဲ့အတွက်ကိုကဒီ Zoo Crypto Gain ကိုလည်းသဘောကျတယ်ပတ်စံလည်းသုံးနိုင်နေဆိုရင်တော့ကျွန်တော်ဒီ Zoo Crypto Gain တွေကိုပတ်စံထည့်ပြီးတော့ visitor များများရအောင်လုပ်လို့ရပါတယ်ဒီနေရာမှာကျွန်တော် Telegram Star နဲ့လည်းပေးလို့ရတယ်လို့ Toncoin နဲ့လည်းပေးလို့ရပါတယ်တခြား Crypto Currency တွေနဲ့လည်း deposit တင်လို့ရပါတယ်နောက်ဆုံး၄ခုမြောက်နီလန်းကတော့ရလာတဲ့ visitor တွေကို anime ထဲသွားပြီးတော့ NFT ဝယ်ပြီး visitor mining ထပ်လုပ်လို့ရပါတယ်ဒီနေရာမှာဆိုရင် NFT တန်ဖိုးအလိုက်တစ်နေ့တာပြန်ရမယ့် visitor အမောက်တွေလည်းပြထားပါတယ်ကျွန်တော်ဆိုရင်900တန် NFT ဝယ်ထားပြီးတော့တစ်နေ့ကို30 visitor နှုန်းနဲ့ရပါတယ်ဒီဘက်ဘေးမှာဆိုရင်ကျွန်တော်1000ကျော်1000ကျော် NFT ကတ်တွေရှိပါတယ်ဒီကတ်တွေကတော့ visitor ပူပြီးတော့ရပါတယ်ကျွန်တော် Spring နဲ့မယ် refer ခေါ်မယ်ပြီးတော့ရင် deposit တင်မယ်ဒီရလာတဲ့ visitor တွေကိုအသုံးပြုပြီးတော့ကျွန်တော်ဒီမှာ NFT ကတ်ဝယ်ပြီးတော့ visitor mining ထပ်လုပ်လို့ရပါတယ်ဆို Zoo Crypto Gain ထဲမှာ visitor ရှာတဲ့အပိုင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်ကျွန်တော်တို့ရှိမှာ9coin 1000နဲ့ visitor 1000ရှိပြီဆိုရင်တော့ထုတ်လို့ရပါပြီဘယ်လိုထုတ်ရလဲဆိုတော့ဒီအပေါ်မှာ withdraw ဆိုတာလေးရှိပါမယ်အဲ့ withdraw ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒီ withdraw ကတော့ကျွန်တော် Zoo Gain နဲ့ကနေပတ်စံပြန်ထုတ်တဲ့နေရာပဲဖြစ်ပါတယ်ပတ်စံထုတ်မယ်ဆိုရင်တော့9coin 1000ကနေစပြီးထုတ်လို့ရပါတယ်9coin 1000ထုတ်မယ်ဆိုရင် visitor 1000ရှိထားဖို့တော့လိုအပ်ပါမယ်ပြီးရင်ကျွန်တော်ဒီအောက်ဆုံးက network နေရာမှာတော့ network တွေတော်တော်များများပေးထားပါတယ်ကိုက Binance နဲ့ထုတ်မယ်ဆိုရင်တော့ BNB Smart Chain BB20 ကိုရွေးချယ်လို့ရပါတယ်ကျွန်တော်ကတော့ဒီနေရာမှာတွန်းကိုရွေးချယ်လိုက်ပါမယ်ဘာလို့တွန်းကိုရွေးချယ်တာလဲဆိုတော့ကျွန်တော်တွန်းကီပါနဲ့ဝေထုံးမှာဖြစ်တဲ့အတွက်တွန်းကိုရွေးချယ်လိုက်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တွန်းကီပါထဲကိုသွားမယ်တွန်းကီပါထဲရောက်ပြီဆိုရင် Resi နှိပ်ပြီးတော့တွန်း coin အတွက်ကို copy ယူလိုက်ပါအတွက်ကို copy ယူပြီးသွားရင်ဆိုရင်တော့ Zoo Gain နဲ့ကိုပြန်သွားမယ်ပြီးရင်ဒီအောက်က wallet အတွက်နေရာမှာကျွန်တော်တို့ copy ယူလာတဲ့အတွက်ကိုထည့်ပေးလိုက်ပါဒီနေရာမှာ Binance နဲ့လည်းထုတ်လို့ရပါတယ်ကျွန်တော်အတွက်ထည့်ပြီးသွားဆိုရင်တော့ဒီအောက်က create request ဆိုတာလေးကိုတစ်ချက်နှိပ်လိုက်ပါဒါဆိုရင်တော့ကျွန်တော်တို့ဒီ Zoo Gain နဲ့ကနေပတ်စံထုတ်တာအောင်မြင်သွားပါပြီကျွန်တော်တို့ရဲ့ wallet ထဲကိုရောက်လာဖို့အတွက်အချိန်အပြင်24နာရီစောင့်ရမယ်လို့တော့ပြောထားပါတယ်အခုထုတ်အခုချက်ချင်းတော့မရောက်ပါဘူးဆိုတော့ကျွန်တော်ဒီ Zoo Crypto Gain နဲ့ပတ်သက်ပြီးတော့ visitor ရှာတဲ့အပိုင်းနဲ့ဝေထုတ်တဲ့အပိုင်းလေးကိုနားလည်မယ်လို့ထင်ပါတယ်မသိရရှရင်လည်း comment ထဲမှာမေးခဲ့လို့ရပါတယ်ဗျဗီဒီယိုလေးကိုဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ For You Channel ကို subscribe လုပ်ရတဲ့ subscribe လေးလုပ်ထားပြီးတော့ဘေးနဲ့ notification ခေါင်းလောင်းလေးကိုလည်းတည်ထားပေးပါဦးအားလုံးကိုကျေးဇူးပါ